ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဗီဇာ6နှစ်ပြည့်ရွှေ့ပြောင်းလုပ်သားတွေအတွက်ဗီဇာ2နှစ်တိုးဖို့အရေးကိုမြန်မာနဲ့ထိုင်းသဘောတူညီခဲ့ကြတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ပန်းရောင်ကတ်ကိုကင်ဆောင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေရောဗီဇာသက်တမ်း6နှစ်ပြည့်မဲ့ရွှေ့ပြောင်းလုပ်သားတွေကိုပါ2နှစ်ထပ်တိုးပေးဖို့အရေးကိုထိုင်းအစိုးရရွှေ့ပြောင်းအလုပ်သမားရေးလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကနေဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဟုတ်ပါရဲ့ဒီထိုင်းနိုင်ငံအတွင်းမှာဆိုလို့ရှိရင်အထောက်အထားမရှိဘဲနဲ့တစ်နှစ်သက်တမ်းရှိတဲ့ယာယီနေထိုင်အလုပ်လုပ်ကင်ခွင့်ဖြစ်တဲ့ဒါပန်းရောင်ကတ်ဒီပန်းရောင်ကတ်နဲ့အလုပ်လုပ်ကင်နေတဲ့ဒီမြန်မာလုပ်သားဥယာဆိုလို့ရှိရင်4သိန်းခွဲနီးပါးရှိရလဲဖြစ်ပါတယ်။လာမယ့်မတ်လ31မှာဆိုလို့ရှိရင်လည်းသက်တမ်းကုန်မဲ့ဒီလူတွေအတွက်ကိုဒါထိုင်းလုပ်သမားရေးရဒီထိုင်းလုပ်သမားဝင်ကြီးဌာနဒီဝင်ကြီးဌာနဘက်ကတော့ဒါ2နှစ်ထပ်ပြီးတော့သက်တမ်းတိုးပေးဖို့နဲ့အဖမ်းမခံရဖို့ပြီးလို့ရှိရင်နိုင်ငံသားဖြစ်ကြောင်းထောက်ခံချက် CI ကိုပါဒါထုတ်ပေးဖို့အတွက်သဘောတူညီခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီသဘောတူညီချက်ကိုဆိုရင်ဖေဖော်ဝါရီလ23ရက်နေ့မှာလုပ်မဲ့ဒီထိုင်းဝင်ကြီးများအစည်းအဝေးမှာတော့အတည်ပြုချက်ရယူရအောင်မှာဖြစ်တယ်ဆိုပြီးတော့လည်းသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းအလုပ်သမားအလုပ်ကိုင်နဲ့လူမှုဖူလုံရေးဝင်ကြီးဌာနရဲ့အမြဲတမ်းဒီပေါ့နော်အတွင်းဝင်ဖြစ်တဲ့ဦးမျိုးအောင်ရဲ့ပြောပြချက်တွေကိုအခုလိုမျိုးပဲဆက်လက်တင်ဆက်ပေးလိုက်ပါရရှင်။နှမျိုးစဉ်းစားတာပေါ့နော်။နှမျိုးစဉ်းစားတယ်ဆိုတာက CI ရဲ့မြည်သူမြည်ဝါတက်တေကလက်မှတ်ဆိုတဲ့ဟာကဒီပေါ်မှာ web permit တို့ visa တို့ကတပါးတည်းတောင်းတာဖြစ်တဲ့အတွက်ဒါကိုပြီးဖို့မှာသူတို့အခက်အခဲရှိတယ်။ဒါကြောင့်သူတို့ကပြောလိုက်တာတော့ T38 ဒီကိုထပ်ပြီးတော့ extension လုပ်မယ်။အဲ့ဒါတွေဒီweb permit နဲ့ visa ဖြစ်မယ်မြန်မာနိုင်ငံက CI ကိုလည်းထုတ်မယ်အဲ့ဒါဒီနေထိုင်အလုံးလုံးကန်ခွင့်ဖြစ်မှာပေါ့နော်အဲ့ဒါမျိုးလေးကိုတော့နှစ်ပိုင်းတော့ဒါကိုသဘောတူတယ်ဟုတ်ကဲ့ပါလက်ရှိထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ဒီဗီဇာသက်တမ်း6နှစ်ပြည့်တဲ့မြန်မာနိုင်ငံသားတွေကိုလည်းနောက်ထပ်သက်တမ်းအနေနဲ့2နှစ်တိုးပေးဖို့နဲ့ CI ထုတ်ပေးဖို့အတွက်ထိုင်းအလုပ်သမားဝင်ကြီးဌာနဘက်ကနေသဘောတူညီခဲ့ပြီးတော့ကန့်သက်ချက်တွေအနေနဲ့ကတော့အသက်55နှစ်ထက်မကြီးတဲ့ကျန်းမာရေးကောင်းပြီးတော့အလုပ်ရှင်ရဲ့ထောက်ခံချက်ဒါတွေကိုပါကန့်သက်ချက်အနေနဲ့ပါဝင်လာလည်းဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းခုနဒီအမြဲတမ်းအတွင်းဝင်ဦးမျိုးအောင်ရဲ့ဆက်လက်ပြောပြချက်တွေကိုတင်ဆက်လိုက်ပါတယ်ရှင်ဥပဒေတခုထပ်ပြင်လိုက်မှ10နှစ်နေခွင့်ဆိုတဲ့ဟာကိုပြင်မှသူတို့ကအလုံးမဟိုဖြစ်မှာเนาะအဲ့ဒါမဲ့သူတို့ကပွင့်လင်းပြောရင်တော့သူတို့ကအဲ့ဒါကိုလည်းတင်ပြထားတယ်เนาะလူကြီးတွေပြင်မှာခုနကက်ဘိနက်ကလည်းဆုံးဖြတ်ပြီးမယ်လို့ပြောတယ်ဒီ55နှစ်လို့ကြမ်းမာရေးကောင်းမယ်ဆိုတာငါတို့ကဒါတော့သဘောတူတယ်ပေါ့เนาะအဲ့ဒါဒီ6နှစ်ပြည့်တိုင်းနဲ့မဟုတ်သေးဘူးအဲ့ကန်တဲ့ချက်တွေပါသေးတယ်ဟုတ်ပါရဲ့ဒီမှာဆိုလို့ရှိရင်လည်းဒါထိုင်းဝင်ကြီးများအစည်းအဝေးရဲ့အတည်ပြုချက်ဒါရခဲ့လို့ရှိရင်ပန်းရောင်ကတ်ကိုင်းတဲ့သူတွေနဲ့ဗီဇာ6နှစ်ပြည့်တဲ့သူတွေဒါအဲ့ဒီတွေအတွက်ကိုနိုင်ငံသားဖြစ်ကြောင်းထောက်ခံချက် CI ကိုဒီထိုင်းနိုင်ငံရဲ့နေရာ6ခုမှာထုတ်ပေးသွားမှာဖြစ်ပြီးတော့ဒါတအူးကိုဆိုလို့ရှိရင်ဘတ်400ကျော်ကုန်ကျမှာဖြစ်တယ်ဆိုပြီးတော့လည်းသိရပါရဲ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကတော့ဒီဗီဇာပေါ့နော်ဗီဇာ6နှစ်ပြည့်ဒီရွှေ့ပြောင်းလုပ်သားတွေအတွက်ဒါ2နှစ်သက်တမ်းတိုးရေးကိုမြန်မာနဲ့ထိုင်းကသဘောတူဆောင်ရွက်မယ်ဆိုတဲ့သတင်းကြောင်းရပါဟုတ်ပါတယ်ရှင်